ရှင်သန်စိမ့်နေလာတဲ့စောင်းညအချိန်လေးလောကကြီးကိုပြောင်းလဲသွားစေမယ်ချိန်တွေနဲ့ပြည်ရတစ်ခုပေါ်လာခဲ့နွားတင်ကုန်ခဲ့တဲ့အပြစ်သားတွေကိုကယ်တင်မဲ့သခင်မွေးဖွားလာခဲ့သူစံလေးအဝင်လက်တွန်းတောက်ကြမင်းအတိတ်နမိတ်တွေအပြင်းနဲ့ထွက်ပေါ်ခဲ့ပညာရှင်များအတွက်ချက်ရှာဖွေခဲ့နွားတင်ကုန်ခဲ့တဲ့လူသားတွေကိုကယ်တင်မဲ့သခင်မွေးဖွားလာခဲ့လောကသားတွေပေါ်တာအကပိချင်းမြေတာတရားနဲ့ပြာမျက်စိတွေအားဆုံးလောကကဘာမြေကိုစင်သက်လာမာရီလာတော့ပြန်အားရုံသူကိုမြင်မှကဲချွမေဒီဝမ်းမြောက်ခြင်းတဲ့ငုံမွေးဖွားခဲ့တာဆောင်ရလေးတညာပဲသူတလာတဲ့ဆောင်ရလေးငြိမ်းချမ်းမှုနဲ့မိတ်ပုံပေးသူတလာတဲ့ဆောင်ရလေးရာဇဝင်မှာစာတင်ခဲ့တဲ့အဖြစ်ပြက်ကိုပေးစိတ်နေလာတဲ့စောင်းညချိန်လေးလောကကြီးကိုပြောင်းလဲသွားစေမယ်ချိန်တွေနဲ့ပြည်ရတစ်ခုပေါ်လာခဲ့ဒီနွားတင်ကုန်ခဲ့တဲ့ပြစ်သားတွေကိုကယ်တင်မဲ့သခင်မွေးဖွားလာခဲ့သူစံလေးအဝင်လက်တွန်းတောက်ကြမင်းအတိတ်နမိတ်တွေအပြင်းနဲ့ထွက်ပေါ်ခဲ့ပညာရှင်များအတွက်ချက်ရှာဖွေခဲ့အနွားတင်ကုန်ခဲ့တဲ့လူသားတွေကိုကယ်တင်မဲ့သခင်မွေးဖွားလာခဲ့လောကသားတွေပေါ်တာအကပိချင်းမြေတာတရားနဲ့ပြာမျက်စိတွေအားဆုံးလောကကဘာမြေကိုစင်သက်လာမာရီလာတော့ပြန်အားရုံသူမြင်မှကဲချမေဒီဝမ်းမြောက်ခြင်းတဲ့ငုံမွေးဖွားခဲ့တာဆောင်ညာလေးညာပဲသူကြတဲ့ဆောင်ညာလေးငြိမ်းချမ်းမှုရဲ့နမိတ်ပုံပေးသူကြတဲ့ဆောင်ညာလေးရာဇဝင်မှာစာတင်ခဲ့တဲ့အဖြစ်ပြက်ကိုပေးသူကြတဲ့ဆောင်ညာလေးငြိမ်းချမ်းမှုရဲ့နမိတ်ပုံပေးသူကြတဲ့ဆောင်ညာလေးရာဇဝင်မှာစာတင်ခဲ့တဲ့အဖြစ်ပြက်ကိုပေးရာဇဝင်မှာစာတင်ခဲ့တဲ့အဖြစ်ပြက်ကိုပေး Merry Christmas to you all!